ตายาလှတဲ့မနက်ခင်းလေးမှာပန်နာလေးဖိုးတော်တယောက်အေးအေးလူလူနိုးထလာပါပြီ။ဘိုက်စာလာရင်တော့သူစားဖို့အကောင်းဆုံးနဲ့အလက်ဆက်ဆုံးဝါပင်ကိုစိတ်ရှည်လက်ရှည်ရွေးချယ်တတ်ပါတယ်။အကြိုက်ဆုံးဝါကိုရပြီဆိုရင်တော့တကြွကျွတ်နဲ့အရသာရှိရှိစားနေရတာကိုသူကအပျော်ဆုံးပဲလေ။ဘိုက်ဝသွားရင်တော့ဖိုးတော်ကပြည်တတ်ပါတယ်။တစ်ပင်ပေါ်မြေကြီးပေါ်တွေမှာအိတ်ဆက်အနားယူနေတတ်တာပေါ့မိုးလေးတစ်ဖြောက်ဖြောက်ရွာနေရင်တောင်ဖိုးတော်ကတော့ဘယူးမဆိုင်ပဲကွေးလေးနဲ့အေးချမ်းစွာအိပ်ပျော်နေတတ်ပါတယ်အိယာနိုးလို့စိတ်ကြည်လာရင်တော့တစ်ပင်တက်တိုင်းဆော့ကစားပြီးကိုလုံးလေးပေမဲ့သူကတစ်ပင်တက်အရန်ကျွမ်းတာနော်ကောင်းဆောင်လေးတွေပေါ်ကနေဘိုင်းနဲ့ရှော့တိုက်ဆင်းပြီးလိမ့်ဆော့ရတာကိုလည်းဖိုးတော်ကသဘောကျပါသေးတယ်နေဝင်တရောအချိန်မှာတော့ဖိုးတော်ကငြိမ်လေးထိုင်ပြီးစီးစာအလှကိုအေးဆေးဆေးငေးကြည့်နေတတ်ပါတယ်။ဖောင်စားပြူလာပြီဆိုရင်တော့ဖိုးတော်ကသူ့ရဲ့အကြိုက်ဆုံးနေရာလေးမှာပြန်အိပ်ဖို့ပြင်ဆင်ပါပြီ။ဒီညမှာလည်းပန်နာလေးဖိုးတော်ဟာပျော်ရွှင်စရာအိမ်မက်တွေနဲ့အတူအေးချမ်းစွာအိပ်ပျော်သွားပါတော့တယ်ကွယ်။ပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကိုလည်း like and follow လုပ်ထားပါအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်